ဟုတ်ကဲ့မင်္ဂလာပါအခုကတော့ကျွန်တော်တို့တာဝန်ယူလှုပ်ဆောင်ထားတဲ့အခန်းလေးပေါ့နော်ကျောင်းလေးကတော့လုံးဝကိုခန္ဓာထေဝါသွားပြီးသွားပါပြီလို့နော်ဟိုဆက်စချင်းကနော်ကျွန်တော်တို့အုပ်စီချောကန်နော်လုပ်ပါတယ်ပြီးတော့ဒုတိယကတော့မျက်နှာကျက်ပေါ့နော်အုပ်စီချောကန်ပြီးရတယ်မျက်နှာကျက်တွေရိုက်ပါတယ်မျက်နှာကျက်ရိုက်ပြီးရတယ်မျက်နှာကျက်တွေကိုစီးပြန်လုပ်ပါတော့နော်စီးပြန်လုပ်ပြီးတယ်ပြီးရင်ဒီဈေးတွေရောတစ်စစ်တွေရောတခါတည်းလုပ်ပြီးပါတယ်တကားတွေတက်ဆင်ပေးပါတယ်ပြီးရင်ဗီဒီယိုတွေရောနော်တက်တာကျုံးဗီဒီယိုတွေကိုလည်းကျွန်တော်တို့တွေလုံးဝကိုခဏထဲပါစွာလုပ်ပြီးပါတယ်ဒီမှာတော့အခုဗီဒီယိုတွေပြန်လည်တက်ဆင်လို့ပြီးတော့မှာပဲဒီအတွင်းပိုင်းအပြင်ပိုင်းအားလုံးကိုပေါ့နော်တာဝန်ယူပြီးတော့ကုမ္ပဏီတစ်ခုတွေကနေလှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်ဒါလုံးဝနော်မိုက်တဲ့လက်ရတယ်ပေါ့နော်တော်တော်လေးကိုယူရှင်နှပ်ပစွာထေဝါစွာပေါ့နော်ဒါလက်ရမြောက်တဲ့ဗီဒီယိုတွေဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီမှာအားလုံးတော့ပြီးစီးသွားပါပြီအလုပ်အပ်ဖို့အတွက်ပဲကြံတော့ပါတယ်ပေါ့နော်အလုပ်အပ်ဖို့ဘယ်လိုလဲဆိုတော့အခုသက်စင်းရအစပေါ့နော်အဲဟာကအစကျွန်တော်တို့ဒီကုမ္ပဏီကပဲထည့်ပေးပါတယ်လုံးဝကိုအလန်းကြီးပေါ့နော်ဒီမှာကျွန်တော်ပြမယ်နော်ဒါပြီးပါလို့ရှိရင်ဒီမှာဒီအခန်းကတော့သူတို့လုံးဝကိုခမဆောင်လုပ်မှာပေါ့နော်အစီဝိဒါတွေအခန်းသားတွေလုပ်မယ်ဆိုရှင်တော့ဒီထဲမှာတော့သူတို့လုပ်မယ်လို့တော့ကြားသိရတော့ပေါ့နော်ဒီမှာလုံးဝကိုဗီဒီယိုတွေကထမ်းသားနဲ့လုပ်ထားတဲ့ဗီဒီယိုတွေပေါ့နော်တကယ်အလန်းကြီးထမ်းပင်အသားနဲ့လုပ်ထားတယ်ပေါ့နော်ထမ်းသားနဲ့လုပ်ထားတဲ့ဗီဒီယိုတွေပေါ့နော်တကယ်ယူရှင်နှပ်ပါဆိုတာကိုမိုက်ပါတယ်ထူရတဲ့လက်ရတဲ့အရန်ဟိုနန်းဆန်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်လို့နော်ဘိုင်ဘိုင်